ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်တွေချစ်ခင်အားပေးနေကြတဲ့ကရင်တန်ရန်သူမိုရယ်မန္တမီချောလေးနော်ဖို့အေထားရဲ့အဖမ်းခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နော်ဖို့အေထားဟာယောသားစူးစမ်းပြီးချစ်စရာကောင်းတဲ့ရုပ်ရည်နှုတ်နေမှုချစ်စပွဲအပြုတ်အဆိုးနဲ့ဖော်ရွေတဲ့စိတ်သက်တွေကြောင့်မြန်မာနိုင်ငံအနှံ့ကပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုအခိုင်အမာရရှိထားတဲ့အနုပညာရှင်သူဖြစ်ပါတယ်2021ခုနှစ်စတင်ပိုင်းမှာမြန်မာနိုင်ငံမှာနိုင်ငံရေးအပြောင်းအလဲတွေစတင်ဖြစ်ပေါ်ခဲ့တဲ့ကာလမှာတော့အခြားသောပြည်သူအချစ်တော်အနုပညာရှင်များနဲ့ညီတူနော်ဖို့အေထားကလည်းဒူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ကနေပြည်သူတွေနဲ့အတူရပ်တည်တာကြောင့်သဘောထားတွေကိုပေါ်လက်စွာဖော်ထုတ်ပြသခဲ့ပါတယ်တရားမျှတမှုအတွက်အတန်ထွက်ခဲ့ပြီးပြည်သူတွေရဲ့ဘက်ကခိုင်ခိုင်မာမာရည်တည်ခဲ့တဲ့အတွက်ကြောင့်လည်းပြည်သက်တွေရဲ့လေးစားချစ်ခင်မှုကိုပုံမရရှိခဲ့တာပါသို့တော်လည်းဒီလိုပွန်လက်စွာဖော်ထုတ်ပြောဆိုမှုတွေကြောင့်နောက်ပိုင်းမှာပုံမှန်905ကနေတရားစွဲဆိုခြင်းကိုခံခဲ့ရပါတယ်အဆိုပါအခြေအနေတွေကြောင့်နော်ဖို့အေထားဟာခက်တာသိမ်းဆောင်နေခဲ့ရပေမဲ့2021ခုနှစ်ဧပြီလအတွင်းမှာပဲဒူမဟာသက်ဆိုင်ရာရဲ့တိမ်တိမ်စစ်ဆေးခြင်းကိုခံခဲ့ရပြီးအဖမ်းခံခဲ့ရကြောင်းတည်တွေစတင်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်ဒီတဲ့ဟာလူမှုကွန်ရက်စာမျက်နှာပေါ်နဲ့တဲ့မီဒီယာတွေမှာအလှည့်မြန်ပြန့်နှံ့သွားခဲ့ပြီးအနုပညာမောင်နှမတွေနဲ့ပြည်သက်များစွာကိုအတိုင်းအဆမရှိစိတ်မကောင်းဖြစ်စေရတဲ့သူမရဲ့ပေးကမ်းရဲ့အတွက်လည်းစိုးရိမ်ပူပန်မှုတွေမြင့်တက်စေခဲ့ပါတယ်ဖန်စီတိမ်ခံခဲ့ရတဲ့ကာလအတွင်းတော့နော်ဖို့အေထားဟာအကျဉ်းထောင်ထဲမှာခက်ခဲတဲ့စင်ခေါ်မှုများစွာကိုရင်ဆိုင်ခဲ့ရပါတယ်ဒီလိုခက်ခဲတဲ့အချိန်တွေမှာလည်းပြည်သက်တွေနဲ့သူမကိုချစ်ခင်သူတွေကလူမှုကွန်ရက်ပေါ်မှာဒူမရဲ့ပေးကမ်းလုံခြုံရေးအတွက်မြတ်တာပို့ဆူတောင်းပေးတာတွေကိုပြန်လည်လွတ်မြောက်ရေးအတွက်တောင်းဆိုတမ်းတွေကိုဆက်တိုက်ဖော်ထုတ်ခဲ့ကြပါတယ်အကျဉ်းချခံခဲ့ရစဉ်ကာလအတွင်းမှာရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာ PR တွေရှိခဲ့ပေမဲ့သူမရဲ့ကျဉ်ခိုင်နိုင်မှုနဲ့ပြည်သက်တွေရဲ့မြတ်တာတရားတွေကြောင့်အခက်အခဲတွေကိုအကောင်ဆုံးကျော်ဖြတ်နိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့လွန်ငင်းချန်တာခွန်နဲ့ပြန်လည်လွတ်မြောက်လာခဲ့ပြီးမိသားစုမိတ်ဆွေတွေနဲ့ပြည်သက်တွေစီပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်မှာတော့အနုပညာလုပ်ငန်းတွေကိုအရန်လိုအရှိန်အဟုန်နဲ့မလုပ်ဖြစ်သေးပေမဲ့ဒူမရဲ့အချင်းနဲ့လူနေမှုဘဝလေးနဲ့အတူပြည်သက်တွေစီလူမှုကွန်ရက်ကနေပုံမှန်တဲ့စကားပါလေးရှိတာကိုတွေ့ရပါတယ်။နော်ဖို့အေထားဟာအဖမ်းခံခဲ့ရမှုနဲ့ကြော်ဖြတ်ခဲ့ရတဲ့ဖြစ်စဉ်ဟာအနုပညာရှင်တယောက်အနေနဲ့ပြည်သူနဲ့အတူပါမစိုးရင်ဆိုင်ခဲ့တဲ့တတိနဲ့ရည်တည်မှုကိုထန်ဟပ်စေခဲ့တဲ့တမိုင်းဝါအဖြစ်ဖြစ်တစ်ခုဖြစ်ခဲ့ပါတယ်။ယနေ့ရုပ်တဲ့အစီအစဉ်ကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ဦးချမ်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ထပ်စိတ်ဝင်စားစရာတဲ့အကြောင်းအရာလေးတွေနဲ့အနုပညာရှင်တွေရဲ့တည်တွေကိုပုံမှန်ကြည့်ရှုနိုင်ဖို့အတွက်ကျမတို့ရဲ့ channel လေးကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးပဲကိုယ်စိတ်နှပြအေးချမ်းကြပါစေ